မိမိရဲ့နေ့စဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းချမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝဏီတွေနဲ့တောကတွေရှိတယ်သားရည်သမီးရည်ဆိုတာလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်အဲ့ဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အေးချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုမြတ်စွာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်မြတ်စွာဘုရားရဲ့ခုံနေကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာဘယ်တော့မှမလုပ်ဘူးစိတ်ကြွယ်ရမှတောင်မကောင်းမှုမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ခုံတော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့သမ္မာသမ္ဗုဒ္ဓခုံတော်တွေအသိဉာဏ်နဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံတယ်ဆိုတဲ့ခုံတော်တွေဖရာခုံတော်တွေကိုတစ်ခုချင်းတစ်ခုချင်းစဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေဟာတည်ငါအားဖြင့်အငြိမ့်သွားကြမှာဖြစ်တယ်မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဘုရားတရားတန်ခါထဲမှာစိတ်ကိုနှစ်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင်ခန္ဓာကဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာသံဃာဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာဘာဖြစ်လဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်ထဲမှာစိတ်လေးဟာတည်ငြိမ်ပြီးတော့နေသွားခုခေတ်ပြောတာလို့ဘုရားဂုဏ်ပရိစိတ်နေမယ်တရားဂုဏ်သံဃာဂုဏ်ပရိစိတ်နေမယ်ဘုရားတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်လို့ဒီလိုဆိုလို့အကယ်၍ဘုရားဂုဏ်တရားဂုဏ်တန်ခါဂုဏ်ကိုအာယုံမပြုဘူးဆိုရင်နောက်ထပ်ဘာလိုအပ်ချက်ရှိတော့တခြားနည်းပါရှိသေးတော့ဆိုလို့ရှိရင်တခြားမစင်သားနဲ့မနဲ့မိုးလင်းတဲ့အခါမှာ၅ပါးသီလလေးစောင့်တည်ညရောက်တဲ့အခါကျတော့ပြန်စင်စားဒီနေ့ငါသက်ရှိတ attva ပဲတ attva များတတ်မိသလဲမတတ်မိဘူးငါးပါးသီလပြည့်စုံတယ်ဆိုရင်ကိုယ်သီလလေးကိုတမိုးထားပြီးငါဟာဒီကနေ့ယဟနာပုဂ္ဂိုလ်တွေနေနီးကားနဲ့ငါအောင်မြင်နေရပြီဒီကနေ့ဘယ်တ attva ကိုမှငါမတတ်ဘူးအင်မတန်ကောင်းရတဲ့အချင်းတစ်ခုကိုငါပြဝဝကြီးကျင့်လိုက်ရပြီလို့စိတ်ထဲမှာဝမ်းသာအောင်နှလုံးသွင်းအဲ့ဒါလို့ဝမ်းသာနေမယ်ဆိုလို့ရှိရင်ကြည်နူးတဲ့စိတ်တွေဖြစ်လာမှာထို့တူပဲအဒိဏဒါနသူများပစ္စည်းကိုငါမတရားမယူသူတော်ဘာသားမယားကိုပြမှားတာမရှိဘူးဘသူကိုမှအစီအောင်လိမ့်လီပြောကြတာမရှိဘူးအယက်သေးစားတောက်စားမှုမရှိဘူးငါဒီကနေ့ကျင့်လိုက်ရတဲ့အကျင့်တကယ်ကိုမျက်နှိုးပွဲကောင်းပြီအရိယာသူတော်စင်တွေအချင်းကိုငါချင်းရပြီလို့ကိုယ်တီလာလေးပဲကိုတွေးနေလိုက်အဲ့ဒီတွေးနေခြင်းအပြင်စိတ်ကြည်နူးမှုတစ်ခုရလာအဲ့ဒီရလာတဲ့ကြည်နူးမှုအလွန်တန်မိုးရှိတဲ့ကြည်နူးမှုစိတ်အေးချမ်းမှုစိတ်နှလုံးအေးချမ်းပြီးပူလောင်တဲ့ဘဝတခဏလေးမှာတာရည်သမီးရည်စီးပွားရေးဆိုတာလေးကိုခဏမေ့ထားလိုက်ပြီးဘုရားကုံကိုအာရုံပြုလိုက်မယ်တရားကုံကိုအာရုံပြုလိုက်မယ်သံဃာကုံကိုအာရုံပြုလိုက်မယ်ငါးပါးသီလကိုစောင့်ထိန်းတာလေးကိုမကျိုးမပေါက်မပြောက်မကြားတာလေးကိုအာရုံပြုပြီးတော့စိတ်ထဲမှာကြည်နူးလိုက်မယ်ဆိုဒါဟာဒိဋ္ဌဓမ္မဒုက္ခဝိဟာရလက်ရှိဘဝမှာချမ်းချမ်းသာသာနေထိုင်ခြင်းလို့ဒီလိုဆိုလို့စောင့်စည်းမှု9ရက်နဲ့ပြည့်စုံပြီးတော့မျက်မှောက်ဘဝမှာစိတ်အေးလက်အေးချမ်းချမ်းသာသာနေထိုင်မှုဟောဒီမျိုးဘုရားကုံကိုအာရုံပြုတယ်တရားကုံကိုအာရုံပြုတယ်တန်ခါကုံကိုအာရုံပြုတယ်ကိုယ်သီလကိုဆင်ញင်ပြီးတော့သီလရဲ့တန်ဖိုးကိုစိတ်ထဲမှာမျက်မျက်နှုံနှုံထားတယ်နေစဉ်ဘဝမှာနေစဉ်လောက်ကင်ကြည့်မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာ
လက်တွေ့ကျင့်သုံးမှုလိုအပ်တယ်အခုလိုတရားပွဲတွေလုပ်ပြီးတရားနာတယ်ဆိုတာဘာလုပ်ရမယ်ဆိုတာသိဖို့တရားနာတာဖြစ်တယ်အခုမြတ်စွာဘုရားဟောတဲ့သုတ်တံအရာမြတ်စွာဘုရားကစောင့်စည်းမှု၅မျိုးနဲ့ဆိုရမယ်တဲ့နံပါတ်1ဒုက္ခဝိဟာရချမ်းချမ်းသာသာနေထိုင်မှု၄မျိုးနဲ့ပြည့်စုံရမယ်ဘုရားကုံကိုအာရုံပြုပြီးချမ်းသာစွာနေမယ်တရားကုံကိုအာရုံပြုပြီးနေမယ်တရားသံဃာကုံအာရုံပြုပြီးနေမယ်၅ပါးသီလကိုဆင်ញင်သုံးသပ်ပြီးတော့ဝန္တာပီတိဖြင့်နေမယ်ဆိုတဲ့ဒီဒုက္ခဝိဟာရ၄ရက်နဲ့ပြည့်စုံပြီဆိုတဲ့ပုဂ္ဂိုလ်ဟာကိုအပယ်ငရဲလွတ်ပြီဆိုတာဆုံးဖြတ်ချက်ချနိုင်တယ်လို့မြတ်စွာဘုရားကဒီသုတ်တံမှာသူများကိုမေးเสียမလိုဘူးဒီအချက်တွေကိုမှလုံလောက်တယ်ဆိုရင်ငါသိရင်ဘယ်တော့မှငရဲမကြဘူးငါသိရင်ဘယ်တော့မှတိရစ္ဆာန်မဖြစ်ဘူးငါသိရင်ဘယ်တော့မှပြိတ္တာဘဝမရောက်ဘူးဆိုတာရဲရဲကြီးပြောနိုင်တယ်လို့မြတ်စွာဘုရားကဒီသုတ်တံမှာဒီလိုဟောထားတာဖြစ်တယ်